သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်သရညွတ်လပြည့်အဘိဓမ္မာအခါတော်နေ့2019ခုနှစ်အောက်တိုဘာလ13ရက်တနင်္ဂနွေနေ့မန္တလေးဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်း၌ဓမ္မရတိမဟာဓမ္မသဗ္ဗဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျမပြုလို့အပ်သည်အဘိဓမ္မာအခါတော်နေ့ဓမ္မပူဇာအထူးဓမ္မသဘင်အခမ်းအနား၌ရန်ကုန်မြို့နဘဝိဝများကိုအမှုထား၍ကိုပွားပွားမငြိမ့်ငြိမ့်သောသာအောင်ခအောင်တန်တုဒ္ဒမိသားစုတို့ကမငြိမ့်ငြိမ့်သောဤ38နှစ်ပြည့်ပွေးနေ့အမတ်တရအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်အဘိဓမ္မာနေ့မြတ်အခါအကြောင်းတရားဒေသနာတော်ဒီနေ့သရညွတ်လပြည့်နေ့ဆိုအဘိဓမ္မာအခါတော်နေ့အဖြစ်သတ်မှတ်ပြီးအဘိဓမ္မာဒေသနာတော်မြတ်ကိုပူဇော်ကြတယ်အဘိဓမ္မာအခါတော်နေ့ဆိုတာအဘိဓမ္မာတရားဟောလို့အဆုံးသတ်တဲ့နေ့လို့ပြောလို့လည်းရတယ်ပေါ့နော်အဘိဓမ္မာတရားတော်ကိုဟောတဲ့အခါမှာနောက်ဆုံးပြီးဆုံးသွားလို့မြတ်စွာဘုရားဟာတာဝရိန္ဒနတ်ပြည်ကနေပြီးလူပြည်ကိုပြန်ကြွတဲ့နေ့အဲ့ဒါကိုအဘိဓမ္မာအခါတော်နေ့လို့သတ်မှတ်တာတကယ်တော့အဘိဓမ္မာတရားစတင်ဟောကြားတာတော့ဝါဆိုလပြည့်ရတရနေ့ကစတင်ဟောကြားတာပဲဖြစ်တယ်ဒီသရညွတ်လပြည့်မတိုင်ခင်လေးမှာအဘိဓမ္မာတရားတော်တနည်းအားဖြင့်ဆိုရင်ဝါဆိုလပြည့်ရတရနေ့ကနေပြီးသရညွတ်လပြည့်နေ့အထိ3လတိရပေါင်း90မြတ်စွာဘုရားဟာတာဝရိန္ဒနတ်ပြည်မှာအဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့တာဖြစ်တယ်တာဝရိန္ဒနတ်ပြည်မှာအတ္တမစေ3လတိလူတွေရဲ့အရေးအတွက်နဲ့3လနတ်တွေနဲ့အရေးအတွက်ဆိုရင်တော့3နာရီတောင်မကြာတော့ပါဘူးနော်။ဘာကြောင့်လဲဆိုရင်တာဝရိန္ဒနတ်ပြည်မှာလူတွေရဲ့နှစ်ပေါင်း100မှာတာဝရိန္ဒက1ရက်ပဲရှိသေးတာ။အချိန်ကာလချင်းကကွဲပြားခြားနာတယ်။ဒါကြောင့်မို့နတ်ပြည်မှာဟောတဲ့တရားလူတွေနဲ့အရေးအတွက်နဲ့တွက်လိုက်မယ်ဆိုရင်3လကြာတယ်လို့ဆိုပေမဲ့နတ်တွေရဲ့အရေးအတွက်နဲ့အားဖြင့်အချိန်ဟာအများကြီးမကြာဘူးလို့ဆိုရမှာသင်္ချာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေအတိအကျတွက်ချိမယ်ဆိုရင်လူပြည်မှာနှစ်တရားတာဝရိန္ဒနတ်ပြည်မှာတရနှုံးတာနဲ့ဒီ3လအချိုးတွက်ကြည့်မယ်ဆိုရင်တော့အတိအကျပြောလို့ရမှာပေါ့နော်အဲ့တော့3နာရီလောက်တော့မကြာတဲ့ဝိဓမ္မာတရားလူတွေဟာတထိုင်နေတဲ့နာဖို့ရခက်ခဲတယ်ဒါကြောင့်မြတ်စွာဘုရားဟာရှိရချက်နှမျိုးရှိတယ်လို့ပြောနိုင်တယ်ခေါင်းစည်းတစ်ခုတည်းအောက်မှာလူတွေဟာတထိုင်တဲ့တရားနာနိုင်ခြင်းမရှိကြဘူး2နာရီ3နာရီဆိုကြောကော့ကုန်ကြတယ်1နာရီလောက်ဆိုရင်ပဲညောင်းလေးရဆလာတဲ့အနေထားမျိုးရှိတယ်ဒါကြောင့်မို့လူပြည်မှာမြတ်စွာဘုရားအလွန်ရှင်းလျားတဲ့အဘိဓမ္မာတရားကိုမဟောဘဲနဲ့နတ်ပြည်ကိုတက်ပြီးဟောတယ်ဆိုတာဒါအကြောင်းတစ်ခုပေါ့နောက်တစ်ခုကတော့ခက်ခဲနဲ့လဲလာတဲ့အဘိဓမ္မာတရားဟာအသိဉာဏ်ထက်မြက်တဲ့နတ်ပရိသတ်အလယ်မှာသွားပြီးတော့ဟောကြားတာလူသားတွေအနေနဲ့ကတော့ဆုံးမစကားပြောကြပြီးဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ဘယ်လိုကျင့်ကြံကြိုးကိုအထောက်အမယ်ဘာလုပ်တဲ့နဲ့ဘာမလုပ်တဲ့မူဆိုတာကိုဥပမာဥပမေယနဲ့စိတ်ဝင်စားပွဲဟောတဲ့တရားမျိုးကိုလူတွေကသဘောကျတယ်အဘိဓမ္မာတရားဆိုတာသဘာဝတရားတွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့အ
အကြောင်းကျိုးဆက်ပြီးဘယ်လိုဖြစ်ဖြစ်နေတယ်ဆိုတာသဘာဝတရားတက်တက်ကိုဟောတာဖြစ်တော့ပြင်းညီငွေ့เสียကောင်းတဲ့ဒေသနာမျိုးလို့ပြောရင်ပြောလို့ရတယ်အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေသာစိတ်ဝင်စားပြီးတော့အသိဉာဏ်ထက်မြက်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာတွေဟောနေတာပါလဲလို့ဆိုတဲ့အတွေ့အကြုံဝင်ကောင်းဝင်နိုင်နော်။ဘာကြောင့်လို့ဆိုတရားရည်ရဲ့ယင်ထဲမှာဖြစ်နေတဲ့အပြစ်ကင်းတဲ့တရားအပြစ်ရှိတဲ့တရားအပြစ်ကင်းတဲ့တရားအပြစ်ရှိတဲ့တရားအပြင်ထိုနှမျိုးထဲမှာမပါဝင်တဲ့တရားဆိုပြီးတော့ကုသလဓမ္မအကုသလဓမ္မအပြာဒဓမ္မစာချီပြီးတော့မြတ်စွာဘုရားဗိဓမာတရားကိုဟောခဲ့တာဒီဗိဓမာရဲ့ထူးခြားချက်ကဘာလို့ဆိုရင်ဖျားဖြစ်ခါစားတော့ကလည်းပဲမဟာဗောဓိပတ်ဝန်းကျင်မှာယရဏဂရတတ္တဟလို့ခေါ်ဆိုတဲ့9ရက်ပိုင်းခြားမှာမြတ်စွာဘုရားအဘိဓမ္မာတရားတော်တွေကိုနှလုံးသွင်းခဲ့ဘူးတဲ့ပေါ့နှုတ်ကထုတ်ပြီးဟောတာမဟုတ်သေးဘူးအဘိဓမ္မာတရားကိုအစအဆုံးစိတ်နဲ့မနတဝဝုထပိတလို့ခေါ်တယ်စိတ်နဲ့အဘိဓမ္မာတရားတော်တွေကိုစိတ်ကူးကြံစီသိမြင်တော်မူခဲ့ပြီးသားဖြစ်တယ်ပေါ့အဲ့ဒီမှာအထူးသဖြင့်အဘိဓမ္မာ9ကျမ်းရဲ့နောက်ဆုံးဖြစ်တဲ့ပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်သုံးသပ်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်မှာရှိတဲ့သွေးသားတွေဟာပဋ္ဌာန်းကျမ်းကြီးရဲ့တည်နေမှုအသိဉာဏ်ကပဋ္ဌာန်းကျမ်းကြီးကျယ်သလောက်လိုက်ပြီးသိနိုင်မှုဆိုတဲ့လိုက်လျောညီထွေတဲ့စွမ်းအားတစ်ခုကိုသိမြင်ပြီးမြတ်စွာဘုရားရဲ့ယင်ထဲမှာပိဋိသောမနတတွေဖြစ်ပြီးခန္ဓာကိုယ်မှာရှိတဲ့အသွေးတွေအသားတွေကအယောင်တောက်လာပြီးရောင်ကြီးတော့9ပါးရောင်ကြီးတော့6သွဲတင်းတင်းတဲတဲခန္ဓာကိုယ်ပေါ်ထွက်လာတယ်ဆိုတာပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်သုံးသပ်တဲ့အခါမှာရောင်ကြီးတော့6သွဲခန္ဓာကိုယ်ကကွန်မြူထွက်ပေါ်လာတယ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ရောင်ကြီးလို့ဒီလိုခေါ်တယ်အဲ့ဒါမှကြည်လင်တဲ့အသိဉာဏ်နဲ့ပေါင်းစပ်ထားလို့အလွန်ကြည်လင်တန်ရှင်းတဲ့စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီရောင်ကြီးတော်တွေဟာစัจ java လာအနှံ့ကွန်မြူလွင့်ပြန်သွားပြီးမြတ်စွာဘုရားရဲ့ထူးခြားစံကြယ်လာတဲ့အသိဉာဏ်အဖြစ်ပေါ်လာတဲ့အလင်းရောင်တွေဟာကွန်မြူခဲ့တယ်ပေါ့အေးဖျားဖြစ်ပြီးတဲ့နောက်ဓမ္မစကြာတရားကစပြီးတော့ဟောတယ်ဓမ္မစကြာမဟောခင်ဘာတရားမှဟောလို့မရှိဘူးဒါကြောင့်မို့ပဋ္ဌာန်းဒေသနာကိုဆင်ញင်သုံးသပ်ရုံသာသုံးသပ်တယ်တရားနာပရိသတ်တွေကိုဟောခဲ့တာမဟုတ်ဘူးဓမ္မစကြာဟာတရားဥဖြစ်သည့်အတွက်ကြောင့်ဓမ္မစကြာတရားမဟောခင်ဘာတရားမှမဟောဘူးလို့သူတို့ဆိုတယ်နော်လူပြည်လူလောကမှာဓမ္မစကြာတရားစတင်ပြီးတော့ဟောပထမဝါမှာဣတိပတနာမှာဝါဆိုပြီးဒုတိယဝါမှာရာဇဂုတတိယဝါမှာရာဇဂုစသည်ဖြင့်ထိုတို့ဒေသတွေကြွရောက်ဝါတွင်ကာလမှာသတင်းသုံးပြီးတဲ့အခါ9ဝါမြောက်မှာကြတဲ့အခါကျတော့မြတ်စွာဘုရားမေရောမိနတ်သားကိုဗိဓမာတရားဟောဖို့နဲ့ရှည်လျားတဲ့အဘိဓမ္မာဒေသနာတော်ကြီးကိုတထိုင်နဲ့နားထောင်နိုင်မဲ့တာဝရိန္ဒနတ်ပြည်အဲ့ဒီမှာတက်ပြီးတော့အဘိဓမ္မာတရားဟောဖို့မြတ်စွာဘုရားဟာဝါတွင်ကာလမှာတာဝရိန္ဒမှာဝါဆိုတယ်လို့ဖခင်ရဲ့9ဝါမြောက်ဝါဆိုတဲ့နေရာဟာတာဝရိန္ဒနတ်ပြည်ဖြစ်တယ်အဲ့တော့တာဝရိန္ဒနတ်ပြည်ကိုဘာဖြစ်လို့ရွေးလဲမေတော်ကြီးနေတာကတုတိတနတ်ပြည်မှာနေတာမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကိုဘာကြောင့်ရွေးတော့ဆိုတာဝရိန္ဒနတ်ပြည်ဟာမြေကြီးနဲ့ဆက်ဆက်နေတဲ့ဟိမဝတ္တတောင်ထိပ်မှာရှိတာလူပြည်နဲ့မြေချင်းဆက်နေတယ်လို့ဒီလိုပြောလို့ရတယ်တုတိတာတို့ကြတော့မြေကြီးနဲ့ဆက်နေတာမဟုတ်တော့ဘူးကောင်းကင်ဘုံတက်တက်ဖြစ်သွားပြီအဲ့ဒါကြောင့်တာဝရိန္ဒနတ်ပြည်မှာ
မြေကြီးနဲ့ဆက်ဆက်နေပြီးမြတ်စွာဘုရားဟာရွေးချယ်တာများလားလို့တွေးတောကြည့်တာပါဒါနော်မေတော်ကြီးနေတာကတုတိတာမေတော်ကြီးကိုတရားဟောဖို့ဆိုလို့ရှိရင်တော့တုတိတာတက်ပြီးတော့ဟောသို့သောနတ်တွေရဲ့သဘောတဘာဝဟာအထက်နတ်တွေကအောက်ကိုလာလို့ရတယ်အောက်နတ်ကအထက်ကိုတက်ဖို့ခက်နော်အောက်နတ်တွေရောအကုန်လုံးဒီစတုမာရိနတ်လို့ဆိုရယ်လူပုံနဲ့ဆက်ဆက်နေတဲ့နတ်ဖုံတွေစတုမာရိနတ်ပြည်ကတာဝရိန္ဒာကိုသွားလို့ရတဲ့အနေထားမျိုးရှိတယ်ထက်နတ်အထက်အောက်ဆက်ဆက်နေပြီလို့စတုမာရိနတ်တွေဟာတာဝရိန္ဒာနတ်တရားမင်းကြီးရဲ့အချံရနေမြတာဖြစ်တော့တပြည်တယ်လို့တနိုင်ငံတယ်လို့ဖြစ်နေတယ်ပေါ့နော်ဟိုးထက်ပုံတွေကြတော့သူတို့လက်လှမ်းမိချင်မှမင်းဒါကြောင့်မို့လို့များတာဝရိန္ဒာနတ်ပြည်ကိုရွေးတာလားလို့စဉ်းစားကြရှိတယ်ပေါ့နော်စဉ်းစားကြည့်တာတာဝရိန္ဒာနတ်ပြည်ကိုမြတ်စွာဘုရားကြွသွားလိုက်တာကမ္ဘာမြေကြီးနဲ့ဆက်ဆက်တယ်အဲ့တော့တာဝရိန္ဒာနတ်ပြည်ဆိုတာလူတွေရဲ့ကမ္ဘာမြေကြီးနဲ့ဆက်ဆက်နေတဲ့ဟိမဝတ္တရဲ့တောင်ထိပ်မှာရှိတယ်စတုမာရိနတ်ပြည်ဆိုတာကအဲ့တာဝရိန္ဒာနတ်ပြည်အောက်ခြေကစပြီးလူတွေနဲ့လူပြည်နဲ့ဆက်ဆက်နေတဲ့နတ်တွေပေါ့ဥပမာပဲဘုံဝိဇ္ဇနတ်တွေယုဂဇောနတ်တွေအိမ်ဆောင်နတ်တွေတောဆောင်နတ်တွေဆိုတာတွေကအလုံးဟာလူပြည်နဲ့ဆက်ဆက်လူတွေရဲ့ပတ်ဝန်းကျင်မှာနတ်တွေရှိနေတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်နတ်ဆိုတိုင်းချမ်းသာတယ်လို့မအောင်မေးနဲ့လူဆိုတိုင်းလည်းချမ်းသာတာမဟုတ်ဘူးလူဆင်းရဲတွေရှိတယ်နတ်ထဲမှာလည်းပဲနတ်ဆင်းရဲတွေရှိတယ်ဘုံကိုကြည့်တဲ့နတ်ရှိတယ်ဘုံကိုသေးတဲ့နတ်ရှိတယ်ခြံရံများတဲ့နတ်ရှိတယ်ခြံနေတဲ့နတ်ရှိတယ်စတုမာရိနတ်တွေဟာဒီလူပြည်မှာဆက်ဆက်ပြီးတော့တချို့ကလူတွေရဲ့ပူဇော်မှုကိုခံရတယ်တချို့ကလူတွေနဲ့ဆက်ဆက်နေတယ်အဲ့ဒါလို့နတ်တွေဆက်ဆက်ပြီးလူပြည်ကသတင်းနေအလွယ်တကူရယူပြီးတော့လူပြည်နဲ့သွားလာကုလူဆက်ဆံမှုရှိတဲ့စတုမာရိနတ်တာဝရိန္ဒာနတ်တွေအဲ့ဒီမှာမြတ်စွာဘုရားဟာကြွရောက်ပြီးတော့ဗိဓမာတရားကိုဟောတာဗိဓမာတရားမဟောခင်ဒီလူလောကမှာဖြစ်ပေါ်လာတဲ့ဝါကြွားပြောဆိုမှုတွေကိုမြတ်စွာဘုရားအစွမ်းတကူပြပြီးတော့ဘုရားတွေရဲ့စွမ်းရည်တတ္တိကိုထုတ်ပြတဲ့တကူပြတွေကပြတဲ့ပွဲကြီးကြီးကျယ်ဖြစ်ခဲ့ဘူးတဲ့နော်တတ္တိဓမ္မစွမ်းပလကိုမပြမသိပြမသိတခါတခါကျတော့ဒီတုံးတဲ့သူရဲ့အရေးချင်းကိုမသိတဲ့လူတွေချားမှာအရေးချင်းဆိုတာကိုပြသရတဲ့အခါမျိုးမှာရှိတယ်ပေါ့နော်အရေးချင်းဆိုတာအဲ့တော့မြတ်စွာဘုရားကလည်းဘုရားရဲ့အရေးချင်းဘယ်လောက်ရှိတယ်ဆိုတာကိုပြသတဲ့အခါနာပြသမှုလုပ်ရတယ်ဝါစုကာလမှာဘာကြောင့်ပြသရတယ်လဲလို့ဆိုရင်ဖြစ်ပေါ်လာတဲ့အကြောင်းကတော့အတူချုံးပြီးပြောရမယ်ဆိုရင်ရာဇဂျူမျိုးကပြဿနာစလာခဲ့တာရာဇဂျူမျိုးကရာဇဂျူတထေးကဘုရားဘာသာလည်းမဟုတ်ဘူးအခုခေတ်မှရှိတာမဟုတ်ဘူး non religious belief ပါဘယ်ဘာသာမှလက်မခံဘူးခုခေတ်ပြောတဲ့ free thinker ပေါ့နော် free thinker ဘုရားဘာသာကိုလည်းလက်မခံဘူးတခြားဘာသာကိုလည်းလက်မခံဘူးသူကဘာသာမဲ့ပေါ့အဲ့လိုဘာသာမဲ့နေတဲ့ရာဇဂျူတထေးကတထေးတွေပဲဖြစ်စေရှင်းတော့ကိုယ့်အိမ်မှာရေပိုက်တွေတက်ပြီးတော့ရေချိုးကန်းဆိုတာရှိတာမဟုတ်မြစ်ဖက်သွားချိုးကြတာအလုံးနော်မြစ်ချိုးရတဲ့အရာသာခုခေတ်လူတွေသိမသိကြတော့ဘူးလေတပါးမြစ်နာကန္နာလူတွေတော့သိမှာဘူးဒါပေမဲ့ခုခေတ်တော့ရေနစ်သိမှလည်းကြောက်ရသေးတာအဲ့တော့မြစ်နာကန္နာလူတွေကမြစ်ချိုးရတဲ့အရာသာကိုသိကြတယ်တော့မြစ်ချိုးကြတယ်အဲ့ဒီခေတ်ကလည်းပဲဒီ
ဟိမဝန္တာတောင်ကြီးကစီးလာတဲ့မြစ်ရေဟာပို့ပြီးတော့အေးမြလို့ခေငါမြစ်တို့ယမုနာမြစ်တို့ဆိုတဲ့မြစ်ကြီး၅သွယ်ကစီးဆင်းလာတဲ့မြစ်တွေအဲ့ဒီမြစ်ကမ်းတွေမိမိနဲ့အနီးဆုံးမြစ်တွေမှာသွားပြီးတော့ရေချိုးကြတယ်မြစ်ထဲဆိုတာတောရီတောင်တွေကစီးဆင်းလာတဲ့ရေတွေစီးဆင်းလာရေကနေပြီးတော့တကယ်တောထဲမှာရှိတဲ့တစ်တုံးသစ္စာတွေပါအကုန်လုံးတိုက်ပြီးတော့မြစ်ကြောထဲမှာမျောလာခဲ့တာဖြစ်တယ်ရာဇယုနာအမြစ်ထဲမှာမျောပါလာတဲ့တစ်တုံးတစ်ခုဟာရာဇဂုတတိကပိုက်တန်းပြီးတော့ရေချိုးတယ်မတော်တဆသူစီကလူတွေရနစ်တာတို့ဘာတို့ဖြစ်ရင်အနေကာကွယ်နိုင်အောင်လို့ဆိုရင်ပိုက်တန်းချပြီးတော့သူရေချိုးတယ်ရေချိုးတဲ့အခါသူပိုက်တန်းကိုလာပြီးတော့ညှိတဲ့တစ်တုံးတစ်တုံးတွေ့တယ်အဲ့ဒီတစ်တုံးကြီးကိုဆဲတင်ပြီးတော့ရဲရင်းနဲ့ခုတ်ကြည့်လိုက်တဲ့အခါမှာဒီတစ်တုံးဟာတမန်တစ်တုံးမဟုတ်ဘဲနဲ့12ခုနှစ်တစ်တုံးကြီးဖြစ်နေတယ်အဗဓမ္မတန်မိုးကြီးတဲ့12ခုသားမွေးကြံပြီးတော့သွားတယ်12ခုသားတစ်တုံးကြီးဖြစ်နေတဲ့အခါကျသူ့မှာ12ခုလုံးနေပြည့်နေတာပေါ်တယ်ဒါပေမဲ့လို့ဒီကနေ့ခေတ်မှာသူကလည်းယဟန္တာငါကလည်းယဟန္တာသူကလည်းတကူရှိငါကလည်းတကူရှိနေပြောဆိုကြတဲ့ဘာသာရေးသမားတွေအများကြီးရှိတယ်ဘာသာရေးခိုင်းတွေအများကြီးရှိတယ်ဘသူတကူရှိတယ်ဘသူတကူမရှိဘူးရှင်းရှင်းလင်းလင်းကြီးသိအောင်စမ်းသပ်မယ်ဆိုပြီးအဲ့စန္ဒကူတုံးကြီးကိုနော်တပိတ်အဖြစ်လှလှပပပုစင်မှာတင်ပြီးတော့ခွက်ပေါ်လေတပိတ်ပုံစံပုစင်တင်ပြီးတော့ပို့လိုက်တယ်အဲ့တော့မွေးကြိုင်နေတဲ့စန္ဒကူတပိတ်ကြီးဖြစ်သွားတပိတ်ဆိုတာခွက်ဖက်ပေါ့သမင်းစားတဲ့ခွက်ကြီးအဲ့ဒီသွေးကြီးဖြစ်လာတဲ့အခါမှာကဲတကူရှင်နေလောကမှာပေါ်တယ်လို့ဆိုတယ်ဝါအတောင်60ရှိတဲ့ဝါလုံးတွေကိုဆက်ပြီးတော့စိုက်ထူပြီးအဲ့ဒီအဖျားမှာဒီတပိတ်ကိုချိတ်ထားတကယ်ဆွမ်းတကူရှိရင်အဲ့ဒီတပိတ်ကိုယူကြပါတပိတ်ယူနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တပည့်တကားဥပဒကဖြစ်အဲ့ဒီယူနိုင်တဲ့ဘာသာကိုသူကိုးကွယ်ပါမယ်ဆိုကြော်ညာလိုက်တာနော်အဲ့ဒီသူကြော်ညာတာကိုလည်းတွေးရရောရာဇဂုမြို့မှာဘာသာပေါင်းစုံရှိတာဘာသာပေါင်းစုံရှိတော့ဒီသွေးကိုအချောင်ရခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးပဲကြိုးစားကြလောကလူဆိုတာအချောင်ရဖို့ပဲကြိုးစားတာလေအစစ်အမှန်ဆိုတာတော်တော်ရှားတာနိဗ္ဗိယသုံးပြီးတော့အချောင်ရခြင်းတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ပုရဏကသဝဂိုင်းမဂလိကောသလအစိဒကေသကမ္မလပကုရကိစ္စယနာတို့အဲ့ဒီဘာသာဂိုင်း6ခုလုံးကပုဂ္ဂိုလ်တွေဟာဒီတပိတ်ကိုရဖို့တထေးကြီးကိုတွားပြီးတော့ချင့်ကပ်ကြဒီတပိတ်ကလေးအတွက်နဲ့တော့တကူမပြပါရစေနဲ့ငါတို့တကူရှိတာမှန်တယ်ဒါပေမဲ့လို့ဘာမှတန်ဖိုးမရှိတဲ့တပိတ်အတွက်တကူပြခိုင်းတာမလုပ်ပါနဲ့ငါပဲလှူပါလို့ဆိုပြီးဆွဲတရားသွားဟောကြတထေးကလည်းသူ့ဆုံးဖြတ်ချက်ကိုမပြင်ဘူးဘယ်သူပဲဖြစ်ဖြစ်ကောင်းကင်အနေတက်ပြီးယူနိုင်မယ်ချောတိုင်းတော့မတက်ရဘူးเนาะကောင်းကင်ကပဲယူနိုင်ရမယ်ယူနိုင်တဲ့ပုဂ္ဂိုလ်သူကိုးကွယ်မယ်အဲ့ဒီပြဿနာစားအဲ့ဒီမှာ9ရက်တိတိကြိုးစားတာဘာသာကြားတွေကကြိုးစားကြတာကောင်းကင်ကပြန်နိုင်တဲ့ပုဂ္ဂိုလ်မပေါ်ဘူးဖြစ်တယ်မပေါ်တော့ကောင်းကင်ပြန်နိုင်တဲ့ပုဂ္ဂိုလ်လောကမှာမရှိပါဘူးယဟန္တာဆိုတဲ့တသက်ကြွားလုံးထုံနေကြတာဘယ်သူမှဒီတပိတ်ကိုမယူနိုင်ဘူးဆိုပြီးတော့အလုံးဝလုံးရှင်နဲ့သိရိုက်ပြီးပြောတဲ့စကားတွေကိုရှင်မောက္ကလန်တို့ကကြားသွားတဲ့အခါကျတော့တို့ငြိမ့်နေလို့တော့မတော်ဘူးတို့လည်းပဲဘာတကူမှမရှိဘဲနဲ့ကြွားနေရရောက်တယ်အဲ့တော့အစွမ်းတကူရှိကြောင်းတော့ပြမှာဖြစ်မယ်ရှင်မောက္ကလန်ကရှင်ပိဏောလကိုတိုက်တွန်းတယ်
ကိုတော့သွားပြီးဒီသွေးကိုယူလိုက်ပါလားဟာအရှင်ဘုရားတကူရဣတရရနဲ့အရှင်ဘုရားပါယူပါရှင်ဘုရားမယူဘူးဆိုရင်တော့တပည့်တော်ယူပါမယ်ကဲကိုရောသာယူဆိုပြီးတော့ပိန္ဒောလဆိုတဲ့မထေရတူတူပြောရင်အဲ့ဒီကောင်းကင်ယံကတပိတ်ကိုကောင်းကင်ကနေပြန်ပြီးတော့ဝလုံးမှချိတ်ထားတဲ့တပိတ်ကိုတက်ပြီးတော့ယူလိုက်တာနော်ကောင်းကင်ကကြွလာပြီးတော့တက်ယူလိုက်တာအဲ့ဒီမှာအိုးအော်တောင်းလည်းဖြစ်သွားတာအိုးအော်တောင်းလည်းဖြစ်တယ်ချမ်းသာကြွယ်ဝတဲ့ရာဇဂုတတိကြီးကလည်းနေချင်းညချင်းရှင်ပိနောလဘုရားဘာသာကိုးကွယ်တဲ့ဘုရားရဲ့တပိသာဝကအဖြစ်ခံပြီးတော့ဘုရားဘာသာအဖြစ်ခံယူလိုက်တယ်ရှင်ပိနောလကောင်းကင်ကြွပြီးတော့တပိယူတဲ့အခမ်းအနားကိုမတွေးလိုက်ရတဲ့လူတွေကနောက်ကနေတကောက်ကောက်လိုက်ပြီးတကိုးပြပါအောင်နဲ့ဆိုအိုးအော်တောင်းလဲနဲ့လူတွေလိုက်တော့တယ်ဘယ်ထိအောင်ရောက်တော့ဆိုဝေလူဝန်ကျောင်းစီအောင်ရောက်သွားတဲ့အခါမြတ်စွာဘုရားကဆူညံနဲ့ဒီလူအုပ်ကြီးကဘာလောက်ထားတော့လို့မေးတဲ့အခါရှင်ပိနောလတကိုးပြတဲ့အကြောင်းမြတ်စွာဘုရားကအစွမ်းတကိုးပြတာကိုမကြိုက်ဘူးဆုံးမတာကိုပို့ကြိုက်တယ်ဒါကြောင့်မို့ရှင်ဘုံနိုင်လာကိုခေါ်မေးတယ်မှန်တဲ့အကြောင်းပြောတော့မြတ်စွာဘုရားရှင်ပိနောလကိုကဲရရှုတ်ချတယ်နောက်တာမျိုးမလုပ်ဖို့ဘာကြောင့်လို့ဆိုရင်မြတ်စွာဘုရားကအဆုံးတရားကြည့်တာအတူကြည့်တာမဟုတ်ဘုရားအရှိကြည့်တာနောက်ကြလို့ရှိရင်တကူမပြနိုင်တကယ်ယဟန္တာဖြစ်ရတဲ့ယဟန္တာမဟုတ်ဘူးလို့လူတွေရဲ့စိတ်ထဲမှာထင်သွားတတ်တယ်ယဟန္တာဖြစ်တိုင်းတကူရှိတာမဟုတ်ဘူးစိတ်ကိုယ်သာပိုင်နိုင်တာဖြစ်တယ်တချို့ယဟန်တွေကဇံပင်ញင်တကူဆိုတာတပဋ္ဌကျင့်စဉ်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေမှလှုပ်လို့ရတာယဟန္တာတိုင်းလှုပ်လို့မရအဲ့တော့တကူမပြနိုင်တဲ့ပုဂ္ဂိုလ်တွေကိုယဟန္တာမဟုတ်ဘူးလို့ပြစ်မှားရင်ဒုက္ခရောက်မှာအဲ့ဒီဒုက္ခကိုမရောက်စေချင်ဒါကြောင့်မို့ဘယ်သူမှတကူမပြရဘူးလို့ပြညတ်တယ်စန္ဒကုသပိတ်ကလည်းအသားနဲ့လှုပ်ထားတဲ့သပိတ်သုံးဝက်မပေးဘူးမြတ်စွာဘုရားတန်နဲ့မြေနဲ့ဒီနှစ်ခုပဲခွင့်ပြုတယ်သစ္စာသပိတ်ကိုခဏိဋ္ဌိသုံးဝက်မရှိဘူးနော်ဒါတော့မှသပိတ်တွေကနှီးသပိတ်တွေဘာတွေလုံနေကြမလုံကောင်းဘူးနှီးသပိတ်တွေနော်သစ္စာသပိတ်တွေနှီးသပိတ်တွေမလုံအောင်သပိတ်ဆိုတာတန်သပိတ်နဲ့မြေသပိတ်ဒီနှစ်ခုပဲသပိတ်ရှိရဝိနည်းသိက္ခာပုဒ်ရတန်နဲ့မြေနှမျိုးသာလေယဟန်နေထုတ်ဖို့အဆတ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကစန္ဒကုသပိတ်ကိုခွဲခိုင်းပြီးတော့စန္ဒကုတောင်လေးတွေအတောင်လေးတွေကိုမျက်လုံးကွင်းမှုမျက်လုံးကွင်းလို့ရှိရင်မျက်စိယောဂါတွေသက်သာတယ်မျက်လုံးအေးတယ်အဲ့ဒီအတွက်စန္ဒကုသားလေးတွေတုံးလေးတွေကိုယဟန်သံဃာတွေကိုဝေပေးခိုင်းတယ်ပေါ့စန္ဒကုသပိတ်ကိုခွဲပြီးတော့အသားတုံးလေးတွေလုပ်ပြီးတော့ယဟန်တွေကိုဝေပေးတာသပိတ်ကိုလည်းသစ္စာသပိတ်ကိုမသုံးဖို့မြတ်စွာဘုရားဝိနည်းသိက္ခာကိုပြညတ်လိုက်တယ်အဲ့ဒီရှင်ပိနောလတကူပြလိုက်တာကိုကြည့်ပြီးမြတ်စွာဘုရားတကူမပြဖို့ပိတ်ပင်တားဆီးတာကိုအခွင့်ကောင်းယူပြီးတော့တခြားဘာသာတွေကတစကန်းထလာကြပြန်တယ်ဂေါတမဘုရားကတကူမပြရဘူးလို့ပိတ်တယ်ဒါတော့ငါတို့အကွက်ပဲနော်အဲ့တော့သူပြညတ်တဲ့သိက္ခာဖို့သူလည်းလိုက်နာမှာပဲငါတို့ကဓာရီသိလို့အစရရမပြတာကြည်ဂေါတမကသူ့တပည့်တွေကိုဆုံးမနေပြီးတကူမပြရအောင်ငါတို့လည်းပဲအဲ့ဒါကြောင့်မပြတာငါတို့ကတကူရှိပြီးသားနဲ့ဆိုပြီးတော့ကြွားကြပြန်ကြွားတဲ့လူကကြမ်းဖန်ပြီးကြွားတာပဲနော်အကြွားကမလျှော့ပြန်နောက်ဆုံးမှဘလောက်ထီအောင်ဖြစ်လာတော့ဖရာထီအောင်စိန်ခေါ်လာတယ်သူတို့ကဂေါတမဘုရားနဲ့တကူပြိုင်မဲ့ဆိုတဲ့အဆင့်ထီအောင်ရောက်လာတဲ့အခါအဲ့ဒီမှာမြတ်စွာဘုရားတကူမပြရင်မဖြစ်တော့တဲ့အနေအထားမျိုးရောက်လာဗေဝိသရမင်းကြီးကရှင်ဘုရားတပည့်တွေကိုတကူမပြရဘူးလို့ပြညတ်တာဟုတ်ပါသလားဟုတ်တယ်ဒါဖြင့်ဒိဋ္ဌိတွေကတကူပြမဲ့နဲ့ပြိုင်မဲ့နဲ့ပြောနေပြီဘယ်လိုလုပ်မလို့ဆိုသူတို့ပြိုင်ရင်ငါပြရတာပေါ့လို့ဆိုရှင်ဘုရားက
တကူမပြဘူးလို့ပြညတ်ထားပြီးဘယ်လိုလုပ်ပြီးတော့အရှင်ဘုရားကဒီစည်းကမ်းကိုချိုးမှဖောက်ဖြစ်မှာတော့ဆိုငါဥပမာတစ်ခုပြောပြမယ်တဲ့တေမင်းကြီးပိုင်တဲ့တည်းရဲ့ဥယျာဉ်ကြီးရှိတယ်မို့လားတဲ့ရှိပါတယ်အဲ့ဒီဥယျာဉ်ကြီးတွေကအသီးတွေကိုအခွင့်အမိတ်မရှိဘဲနဲ့ခူးတဲ့လူဟာမင်းပြစ်မင်းထန်တင်းစေလို့မိန့်ထုတ်ထားတယ်မဟုတ်လားထုတ်ထားတယ်ဒါဖြင့်တေမင်းကြီးကခူးတဲ့အခါရောတေမင်းကြီးရောမင်းပြစ်မင်းထန်တင့်လားဆိုအာတပည့်တော်ကပိုင်ရှင်ပဲတဲ့ဘာဖြစ်ဘူးအေးအဲ့ဒါလိုပဲငါကလည်းပဲဒီသာသနာရဲ့ခေါင်းဆောင်ဖြစ်တယ်ငါပြခြင်းပြလို့ရတယ်ဆိုဟောဒီစကားမြတ်စွာဘုရားသူမပါဘူးဒီထဲမှာပြင်တယ်အဲ့ဒီမှာဒိဋ္ဌိတွေနဲ့တကူပြိုင်မှုအနေထားမျိုးရောက်ရှိလာခဲ့တယ်ပေါ့နော်နောက်ဆုံးမှာတာဝတိမြို့သွားပြီးတဲ့အခါမှာတကယ်ကတော့သူတို့နဲ့တကူပြိုင်စရာအကြောင်းလည်းမရှိဘူးသူတို့ကလည်းတကယ်အစွမ်းတကူဘာမှမရှိဘူးတက်တက်ကြွားလုံးထုံနေတာသာဖြစ်တယ်လက်တလမမှာခုံရင်တောင်မှပဲအဲ့လောက်ထိအောင်မြောက်မှာမဟုတ်ဘူးနော်ခုံလိုက်လို့ရှိရင်လည်းကြောင်ကြကြမှာမဟုတ်ဘူးခွေးကြကြသွားမှာတော့ကြအဲ့ဒါလိုလဲခုံလို့မရဘူးအဲ့တော့မြတ်စွာဘုရားကဘုရားရဲ့စွမ်းတကူပြမယ်ဆိုပြီးတာဝတိမြို့နေရာကိုသတ်မှတ်ပေးလိုက်တဲ့အခါတာဝတိမြို့ကန္နပကန္တဥယျာဉ်ဆောင်စိုက်ပျိုးတဲ့တပင်ရင်းမှာမြတ်စွာဘုရားတကူပြရိဟာစတင်ပြအဲ့ဒီပြတဲ့အခါမှာလူတကာမလုံနိုင်တဲ့အစွမ်းတကူလူတကာမလုံနိုင်ဘူးဆိုရင်ဆန့်ကျင်မဲ့အရာနှစ်ခုကိုတပြိုင်တည်းဖြစ်ပေါ်အောင်လုပ်တာဆန့်ကျင်မဲ့အရာနှစ်ခုဆိုတာဘာလဲရေနဲ့မီးနော်ဆန့်ကျင်မဲ့အရာနှစ်ခုရေနဲ့မီးဆိုတာသဘာဝအပြင်ဆန့်ကျင်အဲ့ဒီဆန့်ကျင်နေတဲ့သဘာဝမီးသဘာဝရေနဲ့မီးကိုတပြိုင်တည်းခန္ဓာကိုယ်ကနေပြီးတော့ထွက်အောင်ဥပမာမဲ့မျက်လုံးနှလုံးထဲမှာတစ်လုံးကမီးလျံထွက်တယ်တစ်လုံးကရေတွေပန်းထွက်တယ်နားတစ်ဖက်ရှိတဲ့ပဲနားတစ်ဖက်ကမီးနားတစ်ဖက်ကရေဆန့်ကျင်ဘက်ကိုဖော်ဆောင်ပြီးတော့ပြတဲ့ရှေးမီးအစုံတကူပြတွေဟာဆိုတော့ပြမီးဖြစ်ဖို့ရာအတွက်တိဇောကတိုင်းဝင်စားရတယ်ရေဖြစ်ဖို့ရာအတွက်ကြတော့အဘောကတိုင်းဝင်စားရတယ်အလွန်လျင်မြန်လို့ကြည့်တဲ့ပုဂ္ဂိုလ်ရဲ့မျက်စိထဲမှာရှေးနဲ့မီးဟာပြိုင်လို့ထွက်နေတယ်လို့ထင်ရတာမီးဆက်ဝိုင်းလေးလိုပဲမီးဆက်ဝိုင်းဟာလင်းလင်းမြန်မြန်ဝိုင်းတဲ့အခါကျတော့တကယ်ဆက်ဝိုင်းလို့ထင်ရတယ်တကယ်ကတော့အဲ့ဒါလို့မဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားကရေနဲ့မီးအစုံပြုပြီးတော့တကောပြရိယာကိုပြတကောပြရိယာကောင်းကင်ယံမှာတကောပြရိယာကိုပြလိုက်တယ်ပေါ့အဲ့ဒါကိုမြန်မာပြည်မှာထူးမချနာသချင်းကြီးတီးတာကြားဖို့ရမှာပေါ့အဲ့ဒါရေမီးဆိုတကောပြရိယာကိုပြတာနော်ထူးမချနာသချင်းကိုနားထောင်ကြည့်မီးရေစုံသားဆိုတာအဲ့ဒီဟာပြောတာမြတ်စွာဘုရားတကူပြတယ်အလွန်ခက်ခဲတဲ့ဟာကိုလင်းလင်းမြန်မြန်လုပ်နိုင်စွမ်းရှိတယ်ဆိုတာအမှန်တမ်းခဲနေပေါ့ရေကြီးပဲပြတာမခက်ဘူးမီးကြီးပြတာမခက်ဘူးရေနဲ့မီးကိုစုံအောင်လုပ်ပြီးပြတာကြတော့အလွန်ခက်ခဲတယ်ကောင်းကင်ယံမှာမြတ်စွာဘုရားရေမီးစုံတကူပြတဲ့ဟာကိုပြပြီးဖန်ဆင်းထားတဲ့နေမိတဖရာပဂရိလူသားဖရာအမေးဖြေလုပ်ပြီးတော့ကောင်းကင်ယံမှာတရားကိုလည်းဟောတယ်အေးတကူပြရိဟာတွေလည်းအဲ့ဒီလိုပြပြီးတဲ့အခါမှာဝါဇုလာဘိနေ့မှာတကူပြရိဟာပြပြီးဝါဇုလာဘိကျွတ်တရနေ့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားအဘိဓမ္မာတရားဟောဖို့ရည်ရွယ်ချက်ရှိလို့တာဝရိန္ဒနတ်ပြည်ကိုကြွလိုက်တာမြတ်စွာဘုရားရဲ့လက်ရခြေတော့မြောက်လိုက်တာနဲ့တပြိုင်နက်ဟိမွတ်တတောင်ကဥဒိတောင်ဆိုတဲ့နေထွက်တဲ့တောင်ကမြတ်စွာဘုရားရဲ့ခြေဝါးအောင်ရောက်လာအဲ့ဒီကနေပြီးတော့လက်ဝဲခြေတော့ကိုမြောက်လိုက်တဲ့အခါတာဝရိန္ဒနတ်ပြည်ရောက်သွားတယ်လူပြည်ကနေပြီးတော့ဥဒိတောင်ထိပ်ထီအောင်ကတလှမ်းဥဒိတောင်ကနေပြီးတော့တာဝရိန္ဒနတ်ပြည်ထီအောင်တလှမ်းဖွားအနေနဲ့ပြောမယ်ဆိုရင်လူပြည်မှာတဖွား
ဥဒိတောင်ထိပ်မှာတဖွာတာဝရိတနတ်ပြည်မှာတယ်လို့အဲ့ဒါကိုနှစ်လမ်းသုံးဘဝလို့ပြောတာနော်ခြေလမ်းကတော့နှစ်လမ်းပဲခြေတော့ချတဲ့နေရာက၃နေရာဖြစ်သွားနှစ်လမ်းသုံးဘဝနဲ့တာဝရိတနတ်ပြည်ရောက်သွားတယ်မြတ်စွာဘုရားအဘိဓမ္မာတရားဟောဖို့အဲ့လိုကြွလိုက်တာတာဝရိတနတ်ပြည်ဆိုတာမြင့်မို့တောင်ထိပ်မှာရှိတယ်တရားမင်းကြီးထိုင်တဲ့ပန္နုကဗလာကြောက်ဖြာဆိုတာတာဝရိတနတ်ပြည်မှာအင်မတန်လှပတဲ့ပင်လယ်ကတိပင်ကြီးရှိတယ်ပွင့်ပြီဆိုရင်အလုံးကိုထူဆန်းလှပတဲ့တပင်ကြီးအဲ့ဒီအောက်မှာတရားမင်းကြီးထိုင်တဲ့ကြောက်ပြော့ကြီးရှိတယ်ကြောက်ဆိုတာအမာကြီးပဲမဟုတ်ဘူးအပြော့ရှိသေးတယ်နော်တန်ပြော့တောင်ရှိသေးတာကြောက်ပြော့လည်းရှိမှာပေါ့တရားမင်းကြီးတက်ထိုင်လိုက်လို့ရှိရင်ဆိုပါကြီးလိုပဲဣသွားတယ်အဲ့ဒီကြောက်နေရကြီးပန္ဒုကဗလာလို့ခေါ်တယ်အယောင်ကပန်းရောင်လေးအဲ့ဒီနေရာမြတ်စွာဘုရားတရင်သုံးမလို့ပခုံးထဲမှာပါလာတဲ့နှစ်ထပ်သင်္ကန်းကိုဖြန့်ခင်းလိုက်တယ်ဖြန့်ခင်းပြီးတော့အဲ့ဒီကြောက်ဖြတ်ပေါ်မှာထိုင်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့ရှုပ်ပွားဆင်းတုတော်ကြီးဟာကြောက်ဖြတ်နဲ့ဒုနှစ်ဖက်အစွန်းနဲ့အညပဲတကယ်ကတော့လွန်ကြီးတဲ့ကြောက်ဖြတ်ကြီးပဲဘဂရိအနေထားမြတ်စွာဘုရားလူသားဆိုတော့လောက်ကြည့်မကြည့်ဘူးသို့တော့တာဝရိတနတ်ပြည်မှာကြွပြီးတော့ကြောက်ဖြတ်ပေါ်မှာထိုင်လိုက်တဲ့အခါမှာနတ်တွေရဲ့ခန္ဓာကိုယ်ပမာဏလောက်အကြီးကြီးဖြစ်သွားတယ်ကြောက်ဖြတ်ပေါ်မှာမြတ်စွာဘုရားကိုယ်လုံးပြည့်ထိုင်နေတယ်ဘုရားလည်းအဲ့ဒီရောက်လာရောအလုံးနတ်တွေဟာတခဏလေးအတွင်းမှာစုဝေးလာကြတယ်မြတ်စွာဘုရားရဲ့လက်ရဘက်မှာတုတိတနတ်ပြည်ကနမင်းဖြစ်နေတဲ့မေတော်ကြီးဖြစ်ခဲ့ဘူးတဲ့တန်တုဋ္ဌိတနတ်သားဟာမြတ်စွာဘုရားရဲ့လက်ရနာမှာဖိနာမှာလာပြီးတော့ရှ िख ိုးဝှချပြီးထိုင်တယ်သူ့နောက်နားမှာအိန္ဒကဆိုတဲ့နတ်သားထိုင်တယ်နောက်ပြီးရင်လက်ဝဲဘက်နားကအင်ကုရဆိုတဲ့နတ်သားထိုင်တယ်တကူကြီးတဲ့နတ်တွေဟာတဖွဲဖွဲနဲ့ရောက်လာကြတာနော်လူတွေလိုပဲနတ်တွေကလည်းသူ့အဆင့်တန်းနဲ့သူရောက်ပြီးတော့မြတ်စွာဘုရားကိုဝန်းရံလာကြတယ်မြတ်စွာဘုရားအဘိဓမ္မာတရားဟောရမယ်ဆိုဝန်းရံပြီးတော့အလုံးဟာစัจ java လာများစွာကနတ်မြတ်မာတွေဟာစုဝေးရောက်ရှိလာပြီးတော့ပိဋကကြီးဟာတခဏလေးအတွင်းမှာအလုံးကိုကြီးမားလာတဲ့ပိဋကဒုရှိရောက်ရှိပြီးတော့လာခဲ့တယ်အဲ့ဒီရောက်ရှိလာတဲ့မှာအဖြစ်ပြက်နှစ်ခုတိတိသာသာဖြစ်သွားတာဘာတော့ဆိုရင်မြတ်စွာဘုရားရဲ့လက်ရဘက်မှာအနိနာမှာထိုင်နေတာမေတော်မိနတ်သားတန်တုဋ္ဌိတနတ်သားအဲ့နောက်နားမှာထိုင်နေတာအိန္ဒကနတ်သားအဲ့လက်ဝဲဘက်မှာထိုင်နေတာနားကအင်ကုရနတ်သားအမတ်တရအဲ့လိုထိုင်နေတာတကိုးကြီးတဲ့နတ်တွေလာတဲ့အခါမေတော်ကြီးကိုအလုံးကလေးစားကြတယ်ဖခင်ရဲ့မေတော်ဖြစ်ခဲ့တယ်ဆိုပြီးတော့သူ့အနေနဲ့ကလည်းပဲတုတိရနတ်ပြည်မှာနတ်မင်းမယ်လေဘုရင်မဲ့သူကဒါကြောင့်နတ်တွေအလုံးကသူ့ကိုဂါရဝပြုကြတယ်ဖခင်ရဲ့မေတော်ကြီးဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ဂါရဝပြုကြတယ်အတူနားမှာထိုင်နေတဲ့နောက်နာကအိန္ဒကနတ်သားကလည်းဘုံကိုချီးမားတယ်သူကလည်းအဲ့တော့နောက်လာတဲ့လူတွေထပေးနတ်တွေကိုထပေးကြမလို့ဟိုအင်ကုရဆိုတဲ့နတ်သားကတော့သူ့ရဲ့တကူကြီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုပ်ပေးလိုက်ရတာဖះနဲ့12ယူဇလာတော့ဝေးတဲ့နေရာရောက်သွားတယ်အင်ကုရနတ်သားကတော့ဖះရှိမှကြောမောသူဟာတကူကြီးတဲ့နတ်သားဖြစ်ပြီးတော့သူ့ရဲ့အစွမ်းတကူနဲ့သူကယက်တည်နိုင်တယ်လူတွေလူပဲပေါ့ရှေ့ကမထိုင်ဝန်းတဲ့လူရှိတယ်မထိုင်ရဲတဲ့လူရှိတယ်နောက်ဆုံးသွားတကူကြီးတဲ့နတ်တွေလာရင်ဖဲပြီးတော့ပေးလိုက်ရတယ်အဲ့ဒါကိုချိပြီးတော့မြတ်စွာဘုရားတရားတော်ပုဒ်ခေါ်သေးတယ်အဲ့နောက်အင်္ဂုရနတ်သားကတရားရွှေ့မပေးရွှေ့ပေးလိုက်ရတယ်အိန္ဒကနတ်သားကရွှေ့မပေးရဘူးသူတို့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုနှစ်ခုဟာကွဲပြားခြားနားနေတယ်အင်္ဂုရနတ်သားက12နှစ်ကြာအောင်အလှကြီးတွေပေးခဲ့ဘူးတယ်အင်္ဂုရ
အိန္ဒကနန္ဒာကတော့ရှင်နုရုဒ္ဓဆွမ်းခံလာတဲ့အခါမှာဆွမ်းတဆွမ်းလောင်းခဲ့ဘူးတဲ့ကုသိုလ်နဲ့နန္ဒာဖြစ်တယ်အင်္ဂုရနန္ဒာကတော့အလှကြီးအကြီးကျယ်ပေးခဲ့တယ်ဒါပေမဲ့သူ့အလှကိုလာရောက်စားတဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလတောင်မလုံးတဲ့ပုဂ္ဂိုလ်တွေအိန္ဒကနန္ဒာရဲ့ဆွမ်းတဆွမ်းကိုလက်ခံရရှိတဲ့ပုဂ္ဂိုလ်ကတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဆိုဒီကုသိုလ်ရဲ့အရှိန်အဝါနှစ်ခုဟာအလုံးကိုကွဲပြားခြားနားသွားတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားစံနမူနာပြုပြီးတော့ဒါနကောင်းမှုလုပ်တဲ့အခါမှာရွေးချယ်ရမှာဖြစ်တယ်ဆိုတာကိုဟောခဲ့တယ်အဲ့မှာဟောပြီးတော့မှအဘိဓမ္မာတရားကိုဆက်ပြီးတော့ပြိဿစုံကြီးတဲ့အခါမှာကုသလဓမ္မအကုသလဓမ္မအပြာဂတဓမ္မဆိုတာကစတင်ပြီးတော့ခေါင်းစဉ်နေမာတိကတွေခြားပြီးတော့ပဋ္ဌာန်းထီအောင်အဘိဓမ္မာတရားတော်ကိုတကြံပြီးတကြံဆက်ပြီးတော့ဟောသွားတာနော်ဟောသွားတာအဲ့ဒီလိုမြန်မာပြည်မှာတော့တွက်ပြီးတော့ရေးထားတယ်ဓမ္မသင်္ကနီဝိပင်ကဒွါရတရက်စီဆိုဓမ္မသင်္ကနီကျမ်းကိုဟောတာ7ရက်ဝိပင်ကျမ်းဟောတာ7ရက်နဲ့ဆိုပြီးရှစ်ပေါင်း90ကိုတွက်ချက်ပြီးတော့ဖော်ပြထားတဲ့ကြပြလေးရှိတယ်အဲ့ဒီလိုမြတ်စွာဘုရားဟာအဘိဓမ္မာ9ကျမ်းကိုအဲ့ဒီမှာဟောတယ်ဟောတဲ့အချိန်မှာလူပြည်ကိုလည်းပဲမြတ်စွာဘုရားဆွမ်းစားချိန်နည်းနည်းပိုင်းရောက်ပြီဆိုရင်လူပြည်ကိုကြွသွားတယ်လူပြည်ကြွသွားတဲ့အခါမှာနေမိတယုတ်ဖန်ဆင်းခဲ့ပြီးတော့တရားကိုဆက်လက်ပြီးတော့ဟောနေရတယ်နော်အခုကက်ဆက်ဖွင့်ထားခဲ့သလိုနေမှာပေါ့ဆက်ပြီးဟောနေရတယ်နော်မြတ်စွာဘုရားအစစ်ကလူပြည်ကြွသွားတယ်နေမိတယုတ်ကတရားဟောနေတယ်ဆိုတာဘုံတကူကြည့်ပြီးတတိပြုမိတဲ့နတ်တွေသာသိတာတဲ့ကျန်တဲ့နတ်တွေမသိလိုက်ဘူးမြတ်စွာဘုရားငုံတုတ်ရှိနေတယ်ပဲထင်ကြတယ်မြတ်စွာဘုရားကတော့မဟုတ်ဘူးနည်းနည်းမိုးတော့လင်းရောက်တာနဲ့ဆွမ်းခံချိန်ကြတဲ့အချိန်မှာဟုတ်ခနဲ့လူပြည်ပြန်ကြွသွားတယ်မြောက်ကျွန်းဆိုတဲ့အရက်မှာမြတ်စွာဘုရားဆွမ်းခံနဲ့ဆွမ်းမခံပြီးတော့အနောထရေအိမ်ဘေးမှာထိုင်ပြီးတော့ဆွမ်းဖို့မိတယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကြွလာတဲ့နေတိုင်းလာပြီးတော့ဝကျွန်းငယ်ပြုတာအက္ခတဝကလဲရတော့ရရှင်သာရိပုတ္တရာမထေရမြတ်ဖះဝကျွန်းငယ်လာပြုတယ်ပြုတဲ့အချိန်မှာမြတ်စွာဘုရားဒီနေ့ဗာတရားဟောခဲ့တယ်ဘယ်ကနေဘယ်ထိဟောတယ်ဆိုတာကိုအတူချုပ်ပြောထားခဲ့တာအဲ့ဒီပြောထားခဲ့တဲ့မြတ်စွာဘုရားဟောတဲ့အဘိဓမ္မာတရားကိုရှင်သာရိပုတ္တရာကနာယူမှတ်သားပြီးသူ့ရဲ့တပည့်900ကိုဒီအဘိဓမ္မာကိုသင်ပေးတယ်ဟောတဲ့နေ့ကနေစပြီးသင်ပေးတယ်အဲ့တော့ဆုံးလူရာကမြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်မှာဟောတဲ့အဘိဓမ္မာလူပြည်ကိုရှင်သာရိပုတ္တရာအားအမျက်မြဟောထားခဲ့လို့ရှင်သာရိပုတ္တရာကယဟန္တာ900ကိုဟောတဲ့အဘိဓမ္မာလို့နတ်ပြည်မှာဟောတဲ့အဘိဓမ္မာနဲ့လူပြည်မှာဟောတဲ့အဘိဓမ္မာနှစ်မျိုးဆိုတာပေါ်ထွက်လာခဲ့တာဖြစ်တယ်နတ်ပြည်မှာဟောတဲ့အဘိဓမ္မာကအလွန်ကျယ်ဝန်းပြီးလူပြည်မှာဟောတာကမကျယ်လေးပဲသဘောပေါက်ရုံနဲ့ဟောတာအဲ့တော့ဒီအဘိဓမ္မာဒေသနာနှစ်ခုစလုံးဟာမြတ်စွာဘုရားကတာဝရိန္ဒနတ်ပြည်မှာဟောပြီးရှင်သာရိပုတ္တရာကိုလူပြည်မှာအကျဉ်းပြောခဲ့တယ်အဲ့ဒါကိုရှင်သာရိပုတ္တရာကသင်ပေးတယ်တာဝရိန္ဒနတ်ပြည်မှာလည်းအဘိဓမ္မာဏိဂုံဒီတရညွတ်လာပြည်နေမှာအဘိဓမ္မာဏိဂုံအုပ်နိုင်တယ်လူပြည်ကအဘိဓမ္မာသင်္นานကလည်းပဲဏိဂုံအုပ်သွားတယ်ဟောဒါကြောင့်မို့လူပြည်မှာအဘိဓမ္မာနတ်ပြည်ကအဘိဓမ္မာဒီတစ်ခုကတူတယ်လို့တစ်ချိန်နဲ့ဖြစ်တယ်လို့ပြောတယ်သို့တော့အချင်းချင်းပမာဏအပြင်ကိုပြချမ်းတာနတ်တွေဟောတဲ့အဘိဓမ္မာကဒီနဲ့အစတရားလောက်ကျဲတယ်။ဘာကြောင့်မတူတာတုံးဆိုရင်မြတ်စွာဘုရားစကားပြောတာအမတမသွက်တယ်။သွက်တော့လူတွေကထင်ကောင်းထင်နေပဲတို့နားလဲမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့စကားအလွန်ပြီးသားတယ်။ပြီးသားလို့အလုံးနားထောင်။အဲ့တော့မြတ်စွာဘုရားနတ်တွေကိုဟောတဲ့အဘိဓမ္မာတရားတော်ကအလွန်ကျယ်ဝန်းပြီး3လကြာလူလောကနဲ့3လကြာဟောရှင်သာရိပုတ္တရာသင်ပေးလိုက်တဲ့အဘိဓမ္မာတရားက
မကျင်းမကျဲကလေးပဲဖြစ်တယ်ပေါ့အကျယ်ကြီးမဟုတ်ဘူးသို့တော့လူပြည်မှာဟောတဲ့ဗိဓမာနတ်ပြည်မှာဟောတဲ့ဗိဓမာအနှစ်ချုပ်အားဖြင့်တော့ကွဲပြားခြားနားမှုမရှိဘူးလို့ဆိုအမှာဖြစ်တယ်အဲ့ဒီဗိဓမာအဆုံးသတ်တဲ့နေ့ဟိုဗိဓမာနေမြအခါလို့ဒီလိုဆိုတာဖြစ်တယ်ပေါ့နော်တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့တရင်ညွတ်လာပြီနေ့ဟာတရင်ညွတ်လာပြီနေ့ရောက်တိုင်းအဗိဓမာနေမြအခါဆိုတာကိုမှတ်သားကြရတာဖြစ်တယ်ပေါ့နော်ဗိဓမာဟောပြီအဲ့တော့ဗိဓမာဟောပြီးတရင်ဝါလာကျွတ်တော့တရင်ညွတ်လာပြီနေ့မှာမြတ်စွာဘုရားလူပြည်ကိုပြန်ဆင်းလာမယ်လို့ဆိုတဲ့အခါမှာတကူပြတိဟာပွဲကိုတက်ရောက်လာကြတဲ့လူတွေကမြတ်စွာဘုရားနတ်ပြည်ကပြန်ကြွမလာမချင်းသူတို့ကလူစုမခွဲဘူးမြတ်စွာဘုရားကြွလာမှပဲဖူးပြီးမှလူစုခွဲမယ်ဆိုပြီး3 လတိတိစောင့်ဆိုင်နေကြတယ်3 လတိတိစောင့်ဆိုင်ပြီးတော့ဒီကိုပြတိကပြတဲ့နေရာမှာပဲလူအုပ်ကြီးဟာစခန်းချပြီးတော့နေကြတရင်ဝါလာကျွတ်ပြီးဆိုရင်မြတ်စွာဘုရားပြန်ကြွတော့မယ်ဆိုတော့ရှင်မမောက္ကလံကိုမေးကြတယ်ရှင်ဘုရားတဲ့မြတ်စွာဘုရားဘယ်တော့ပြန်ကြွမှာကြွလာတဲ့ဘုရားနဲ့တွေ့ပြီးမှသူတို့ပြန်ကြမယ်အိမ်မပြန်ဘူးဆိုပြီးလူတုပရိသတ်ကဇွဲကောင်းကောင်းနဲ့ဆောင်ကြတယ်အဲ့ဒါကိုရှင်မောက္ကလံကမြတ်စွာဘုရားကြီးသွားရှောက်အောင်မယ်ပြီးတဲ့အခါကျမှအကြောင်းပြန်မယ်ဆိုပြီးရှင်မောက္ကလံဆိုတာတကုရှင်လေတကုရှင်ဆိုတော့သူသွားတဲ့လမ်းကြောင်းကိုအလုံးမြင်အောင်ဖန်တီးပေးထားခဲ့တယ်ကြည့်မယ်ဆိုလို့ရှိရင်ဟုတ်လားတယ်လီဗီရှင်းတွေကမြင်နေရတယ်လို့ပေါ့သူကတကုဖန်ဆင်းပေးထားခဲ့တယ်လူလူပရိသတ်ကြီးကဖျားစီကိုရှင်မောက္ကလံသွားတာအကုန်မြင်နေရတယ်မြင့်မို့တောင်ခြေကနေပြီးမြင့်မို့တောင်ထဲဖောက်ဝင်ပြီးတဖြည်းဖြည်းမြင့်မို့တောင်ကနေမြင့်တက်သွားပြီးမြတ်စွာဘုရားထိုင်တော်မူတဲ့နေရာနာအရောက်အောင်ခြေထောက်ကိုဥတိုက်ပြီးတော့ပေါ်လာတဲ့ပုံစံမျိုးတူတွေမြင်အောင်ဖန်တီးထားခဲ့တယ်။ရရှင်မောက္ကလံဟာအခုလိုမြတ်မို့တောင်တင်ကနေပြီးတော့လူတွေမြင်အောင်ဖန်ဆင်းပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်။ရှင်ဘုရားလူပြည်ဘယ်တော့ပြန်ကြွမလဲ။ဗိဓမာတရားဟောပြီးတရင်ညွတ်လာပြီးနေ့ပဲလူပြည်ကိုပြန်ကြွမယ်နေ့ပိုင်းမှာပြန်ကြွမယ်ဒါဖြစ်ဗျာလူလူပရိသတ်တွေကအရှင်ဘုရားကိုစောင့်နေကြတော့လူတွေကအရှင်ဘုရားလူပြည်ကိုပြန်တဲ့အခါမှာဘယ်မှာအရှင်ဘုရားပထမဆုံးကြွမှာလဲဆိုတော့မြတ်စွာဘုရားမေးတယ်သာရိပုတ္တရာဒီနှစ်ဘယ်မှာဝါဆိုလဲလို့ဆိုရှင်သာရိပုတ္တရာကသင်္ကတ္တမြို့မှာဝါဆိုပါတယ်ဆိုဒါဖြင့်သာရိပုတ္တရာရှိတဲ့နေရာငါလူပြည်ကိုဆင်းမယ်လို့သင်္ကတ္တဆိုတာဒီကနေ့အနေနဲ့အိန္ဒိယမြေပုံရပြောမယ်ဆိုလို့ရှိရင်နယူးဒေလီမြို့နာနီးလို့ဆိုတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာဝါဆိုတော့မြတ်စွာဘုရားအဲ့ဒီကြွမယ်လို့ကြွတဲ့အခါမှာလည်းပဲတရားမင်းကြီးကအစီမံတစ်ခုလုပ်တယ်တာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ထီအောင်စောင်းတန်း3 သွယ်ဖန်ဆင်းလိုက်တယ်စောင်းတန်း3 သွယ်က400ဘက်ကစောင်းတန်းကရွှေစောင်းတန်းလက်ဝဲဘက်ကငွေစောင်းတန်းအလဲကောင်ကဗရမ ्या စောင်းတန်းအဲ့တော့တာဝရိန္ဒနတ်ပြည်ကကြည့်လို့ရှိရင်ရွှေက400ငွေကလက်ဝဲသင်္ကတ္တမျိုးကကြည့်လိုက်မယ်ဆိုရင်လက်ဝဲလက်ရပြောင်းသွားမယ်နော်သင်္ကတ္တမျိုးကအောက်ကနေကြည့်တဲ့အခါကျတော့ရွှေကလက်ဝဲဖြစ်ပြီးတော့ငွေကလက်ရဖြစ်သွားတယ်အပေါ်ကကြည့်လို့ရှိရင်လက်ဝဲလက်ရတစ်ခုအောက်ကနေကြည့်သို့တော်တရားမင်းကြီးကဖန်ဆင်းတာတော့လက်ရကရွှေလက်ဝဲကငွေအလဲကောင်ဗရမ ्या ဆောင်းတန်းဆိုပြီးတော့ဆောင်းတန်း3 သွယ်တရားမင်းကြီးကဖန်ဆင်းတယ်အဲ့ဒါကိုကြောင်းပြုပြီးတော့လူတွေဟာတာဝရိန္ဒပွဲတို့မြင့်မို့ပွဲတို့ဆိုပြီးလုပ်နေကြတာပေါ့နော်စိတ်ကူးပြီးတော့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားဆောင်းတန်း3 သွယ်ကနေပြန်ပြီးတော့ကြွတယ်လို့တရားမင်းဖန်တီးတဲ့ပုဂ္ဂိုလ်ကတရားမင်းပဲမြတ်စွာဘုရားကအလဲပရမ ्या ဆောင်းတန်းကကြွတယ်မြတ်စွာဘုရားရဲ့လက်ရဘက်မှာဘေလူကပန္ဓုဆိုတဲ့
နတ်ဆောင်ကြီးကိုပိုက်ပြီးတော့ပိစတိခါကဆောင်းကလေးတီးပြီးတော့တချင်းတန်အေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်လာတယ်နော်ပူဇော်ပြီးတော့လိုက်လာမြတ်စွာဘုရားရဲ့လက်ဝဲဘက်ကတော့တရားမင်းကြီးရဲ့ယထာမောင်းတဲ့မာတတိဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုခြံရံပြီးတော့လိုက်ပါလာအဲ့ဒီမှာငွေဆောင်တန်းကပြမပရိသတ်ကဆင်းတယ်ပြမကြီးကလည်းပဲမြတ်စွာဘုရားကိုတော့ထီယူအုပ်မိုးပြီးတော့မြတ်စွာဘုရားကိုခြံရံလိုက်ပါကြတယ်နတ်ဒီမာတတိတို့ကလည်းတာမီးရကြိုင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝယ်နေလိုက်လာကြငွေရွှေဆောင်တဲ့ဘက်ကတရားနဲ့နတ်တွေအလုံးကမြတ်စွာဘုရားကိုခြံရံပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ဆန်းပြလာတဲ့အခမ်းအနားနဲ့မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ဘက်ကိုဆင်းသက်လာတယ်ဆိုတာကိုပါဠိစာပေမှာဒေဝရောဟဏဒေဝဩရောဟဏနတ်ပြည်ကလူပြည်သူဆင်းသက်ခြင်းလို့သူတို့အဓိပ္ပာယ်ရတယ်နော်ဆောင်းနှန်းဆိုတာလှေကားကိုပြောတာပဲဆောင်းနှန်းဆိုရင်ဗမာပြည်ကတော့ဟိုဘုရားရှိခိုးကနေအမိုးလေးတွေဆင်းလောက်ထားလာမှဆောင်းနှန်းလို့ထင်နေကြတာမှန်ဆောင်းနှန်းလှေကားဆိုတာလှေကတိတွေကိုပဲပြောတာပဲနော်လှေကတိတွေကနေပြီးတော့မြတ်စွာဘုရားတထေချင်းတလန်းချင်းကနေပြီးတော့လူပြည်ကိုခန္ဓာဆံပြစွာကြွရောက်ပြီးတော့လာတာအဲ့ဒါဒီသတိညွတ်လာပြီးနေပဲဖြစ်တယ်ပေါ့အဘိဓမ္မာဟောလို့ပြီးဆုံးသွားတာလဲဒီသတိညွတ်လာပြီးနေတာဝရိန္ဒနတ်ပြည်ကပြန်ကြွလာတာလဲဒီသတိညွတ်လာပြီးနေဖြစ်တယ်ဟုတ်ပြီမြတ်စွာဘုရားကသင်္ကသမြို့ပထမဆုံးဆောင်းတန်းလှေကားဥရောက်တဲ့အခါကျတော့လူပြည်တွေကပြိဿကြီးကကြိုးဆိုနှုတ်ဆက်တယ်အဲ့ဒီမှာဘုရားကိုပထမဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ်ရှင်သာရိပုတ္တရာဥဆောင်တဲ့သံဃာပိဋကကမြတ်စွာဘုရားကိုအရင်နှုတ်ဆက်ခွင့်ရတယ်ကျမ်းနာမင်းဆိုရသာပိဋကတေတို့သမ္မာပိဋကတေတို့မြတ်စွာဘုရားကိုစောင့်မျှော်နေကြတဲ့ပိဋကတေတို့အားလုံးကမြတ်စွာဘုရားကိုကြိုးဆိုခဲ့ကြတယ်အဲ့ဒီအထိမ်းအမှတ်ဖြစ်မြန်မာလူမျိုးတွေကမြင့်မို့ပွဲတို့နော်မြင့်မို့မိထွန်းပွဲတို့ဆိုပြီးတော့လုပ်ကြတာအဲ့ဒီအစဉ်လာကိုလုပ်ကြတာဖြစ်စိတ်ကရှီမန်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတဲ့မိမြင့်မို့ပွဲဆိုတာမြန်မာပြည်ရဲ့မိထွန်းပွဲဟိုရှေးရခင်ကတော့ကတိကနဲ့ခတ်နဲ့ရှင်ပြီးတော့မိထွန်းကြတာတရင်ကျွတ်တစောင်းမုံကိုကတိကနဲ့ခတ်လို့ခေါ်တယ်အဲ့ဒီကတိကနဲ့ခတ်ကိုတစောင်းတိုင်းပွဲတို့တရင်ကျွတ်မိထွန်းပွဲတို့ဆိုတာဖះကိုမကိုးခွေနှုံးကနတ်တွေကိုပူဇော်တဲ့ပွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတဲ့တောရွာတွေမှာဒီလှေကားတွေမိထွန်းတယ်နွားတင်ငုတ်တွေမိထွန်းတယ်အိမ်နာပတ်ဝန်းကျင်ရှိရတယ်အကုန်လိုက်မိထွန်းတာဟောဘာကြောင့်ထွန်းတယ်ဆိုတာအဓိပ္ပာယ်မသိဘူးနတ်တွေကိုမိပူဇော်တဲ့ပုံစံမျိုးလူတွေမှာအဲ့နေထွန်းကြတယ်အဲ့ဒါလို့ဒီကနေ့တော့အဓိပ္ပာယ်ရှိမိထွန်းတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့မိနဲ့ပူဇော်ကြတယ်လို့တရင်ညွတ်လာမိထွန်းပွဲဆိုတာဒီပုံစံနဲ့ဖြစ်ပေါ်လာအဲ့ဒီမှာမြတ်စွာဘုရားကပိဋကတ်တဲ့အကဲကြည့်လိုက်လို့ရှင်အဲ့ပိဋကတ်ထဲမှာတန်ဃာတွေထဲမှာနာမည်အကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူဖြစ်နေတော့ဆိုရှင်မောက္ကလံဖြစ်ရှင်မောက္ကလံတကုရှင်ကိုတကုရှင်ဆိုတော့သူနာမည်ကြီးတာပေါ့သူအစွမ်းတကူပြနိုင်တာဆိုတော့လူတွေထင်ကြီးတာပေါ့လူတွေကရှင်မောက္ကလံနဲ့နေတာတကူကြီးတဲ့ပုဂ္ဂိုလ်အနေနဲ့ရှင်သာရိပုတ္တရာကပထမဆုံးမြတ်စွာဘုရားကိုဥတိုက်ခွင့်ရပြီမယ်ရှင်သာရိပုတ္တရာကျတော့တည်ပြီးတော့မသိကြဘူးနော်တခါတလေဖြစ်တတ်တယ်နော်လူတွေထဲမှာလည်းပဲနာမည်ကြီးတဲ့ဓမ္မဂတိကသားကိုအုံပြီးဓမ္မဂတိကတဲ့တာတဲ့မထေကြီးတွေတွေ့တဲ့အခါမဂယုတော်မဆိုင်ကြဘူးဆိုတာရှိတယ်နော်အဲ့ဒါလို့ဖြစ်တဲ့အနေအထားမျိုးလူတွေကရှင်မောက္ကလံကိုသာဝိုင်းအောင်နေကြပြီးရှင်သာရိပုတ္တရာကျတော့အတိမမပြုသလိုဖြစ်တယ်အဲ့ဒီပြိဿကြီးကတကုရှင်ကိုအထင်ကြီးလေးစားမှုဆိုတာဖြစ်တယ်ရှင်သာရိပုတ္တရာကျတော့ဘယ်ကကိုရောကြီးမှလည်းမသိဘူးတဲ့တောကကြွလာတဲ့ကိုရောကြီးလားတောထွက်ကြီးလားလို့အောက်မေ့နေကြလားမသိဘူး
ဘာမှမသိတဲ့ကိုရောကြီးလားတကူမရှိတဲ့ကိုရောကြီးလားလို့သူတို့ထင်နေကြအဲ့ဒီလိုပရိသတ်မှာရှင်သာရိပုတ္တရာရဲ့ဉာဏ်စွမ်းဉာဏ်စမသိကြတကူရှင်ဆိုတာကလူသိထင်ရှားတယ်လေပညာရှင်ဆိုတာကလူသိထင်ရှားမှုမရှိဘူးဒါမှန်မယ်အဲ့ဒါကြောင့်တကူရှင်ကိုတောင်နဲ့ဥပမာပေးထားတယ်တောင်ကြီးတွေဆိုအဝေးကြီးမြင်ရတယ်လေတောင်ကြီးတွေကအမြင့်ကြီးတွေဆိုအဝေးကြီးမြင်ဘာတောင်ညာတောင်နဲ့ခေါ်ကြပညာရှင်ကြတော့တောင်နဲ့ဥပမာမပေးဘူးစားခဲနဲ့ဥပမာပေးတယ်စားဆိုတာစားရတယ်မှမရှိပဲနဲ့ထမင်းပွဲထဲမှာစားမပါတဲ့နေရာရောရှိရလားဆိုမရှိနော်ဘာဟင်းနဲ့ဖြစ်ဖြစ်ဟင်းမဟုတ်တော့မှပဲအချိုပွဲလေးတောင်မှစားလေးပါမှငံကြွကြွလေးမှရတာရှိတာနော်အချိုလေးတောင်မှစားလေးခတ်မှလေးတယ်လေစားမပါရင်ပေါ့ပြက်ပြက်ဟိုတာကူယူတို့ဘာလို့တဲ့တောင်မှစားလေးထဲမှပို့ပြီးတော့တောက်ကောင်းအဲ့ဒါလို့စားဆိုတာကမမြင်ရပဲနဲ့ဟင်းထဲမှာလည်းသူပါတယ်စားစရာတောက်စရာတွေထဲမှာလည်းအကုန်လုံးသူပါတယ်ဒါပေမဲ့သူကကိုယ်တည်းမပြဘူးအရသာအနေနဲ့ဆိုသူဝင်နေတာဒါကြောင့်မို့ပြောကြတယ်မို့လားဗမာပြည်မှာအေရှင်မတယောက်ကပြောတယ်တဲ့စားတွေဝယ်တာဝယ်ရတယ်တဲ့ဟင်းခတ်တာနဲ့ကုန်တာပဲတခါမှမစားရဘူးတဲ့စားများစားရတယ်ကိုမရှိဘူးဟင်းခတ်တာနဲ့ပဲကုန်တယ်ဆိုအဲ့သူမပိုင်ရင်လည်းပေါ်ပြက်ပြက်ဖြစ်တယ်အဲ့တော့ပညာရှင်ရဲ့သဘောကစားနဲ့ဥပမာတူတယ်သူမပိုင်ရင်ပေါ်ပြက်ပြက်ပဲသူပါမှလေးနဲ့တယ်ဒါကြောင့်ပညာရှင်ကိုစားနဲ့ဥပမာပေးတယ်တကူရှင်တွေကိုတောင်းနဲ့ဥပမာပေးတယ်တောင်ကြီးဟာလူတကာမြင်တယ်လူတကာသိတယ်စားကြတော့လူတွေကမသိကြိုးကျွံပြုကြတယ်သို့တော့စားမပါရင်ဘာမှအရသာမရှိဘူးအဲ့တော့မြတ်စွာဘုရားကစားနဲ့အလားတန်တူတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့စွန့်ရည်တတိတွေကိုဒီပိဋကကြားမှာပေါ်လွင်ထင်ရှားအောင်ဆိုပြီးတော့ပိဋကအလုံးထဲမှာမြတ်စွာဘုရားမေးခွန်းတွေမေးတယ်သောတာပန်နေဖြေနိုင်တဲ့မေခွန်းသဂရဂန်နေဖြေနိုင်တဲ့မေခွန်းအနာဂန်နေဖြေနိုင်တဲ့မေခွန်းအမှန်ယဟန္တာတွေဖြေနိုင်တဲ့မေခွန်းတွေကိုမေးတယ်မေးတော့ဖြေနိုင်တဲ့ပုဂ္ဂိုလ်တွေပေါ်ကြရှင်သာရိပုတ္တရာမှဖြေနိုင်တဲ့မေခွန်းမေးလိုက်တဲ့အခါဘယ်သူမှမဖြေနိုင်ဘူးအဲ့ကြတော့ရှင်သာရိပုတ္တရာတပါးပဲဖြေနိုင်ခါအဲ့ဒီတဲ့ကြော်ပြီးတော့ဖယားမှဖြေနိုင်တဲ့မေခွန်းတစ်ပုဒ်ကိုမေးလိုက်တယ်နော်ဖယားမှသာဖြေနိုင်တဲ့မေခွန်းတစ်ပုဒ်ကိုမေးလိုက်တယ်မေးလိုက်တော့ရှင်သာရိပုတ္တရာကမေခွန်းရဲ့အဖြေကိုသူသဘောပေါက်တယ်သို့သောမြတ်စွာဘုရားကဘယ်ရှုထောင့်ကဖြေစေခြင်းတလဲဆိုတဲ့မြတ်စွာဘုရားရဲ့ဒီရည်ရွယ်ချက်ကိုတန်တရားဖြစ်နေတယ်ဆိုပါစို့မြတ်စွာဘုရားကမေးလိုက်တယ်အစိတဆိုတဲ့ရှစ်သိမေးတဲ့မေးခွန်းမှာသင်္ခါတဓမ္မလို့ဆိုတဲ့တရားဓမ္မတွေကိုသိရှိနားလည်ပြီးဖြစ်တဲ့ယဟန္တာသိရှိနားလည်ဖို့ကြိုးစားနေစေဖြစ်တဲ့သောတာပန်သဂရကအနာဂံယဟန်သောတာပန်သဂရကအနာဂံဆိုတဲ့တိက္ခပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ကျင့်စဉ်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကမေးလိုက်တယ်မေးလိုက်တဲ့အခါရှင်သာရိပုတ္တရာကသူကိုယ်တိုင်လည်းယဟန္တာဆိုတော့အဖြေကိုတော့ဖြေတတ်တယ်သို့တော့မြတ်စွာဘုရားကဖြေစေချင်တာကခန္ဓာရှုတော့ကဖြေစေချင်တာလားအာယရဏရှုတော့ကလားဓာတ်ရှုတော့ကလားလို့ခေါင်းထဲမှာသူစဉ်းစားနေတယ်ဘယ်ရှုတော့ကဖြေမှမြတ်စွာဘုရားရဲ့ဆန္ဒနဲ့ကိုက်ညီမလဲအဲ့ဒီစဉ်းစားတာနဲ့မြတ်စွာဘုရားက၃ချိန်တိုင်အောင်မေးခွန်းတာအဖြေမထွက်လာကြံတဲ့ကိုတော်တွေကတော့လုံးဝကိုမသိတာရှင်သာရိပုတ္တရာကအဖြေလေးကိုတော့သူရေးမိတယ်သို့တော့ဘယ်ရှုတော့ကဖြေရမလဲဆိုတော့မသိလို့ဖယား၃ချိန်မေးတာတောင်တိတ်ဆိတ်ပြီးတော့နေတယ်ဒါဖယားမှဖြေနိုင်တဲ့မေးခွန်းကိုနောက်ဆုံးမှာမြတ်စွာဘုရားကဘုဒ္ဓမိဒ္ဒန္တိသာရိပုတ္တသမနုပတ္တဟိဆိုပြီးတော့ခန္ဓာ၅ပါးရှုတော့ကဖြေခိုင်းလိုက်တဲ့အခါမှာသူဟာမဆုံးမဆိုင်တော့ပဲနဲ့ဆိုင်မတော့ပဲမြတ်စွာဘုရားကို
ရှင်းရှင်းလင်းလင်းကြီးပြတ်ပြတ်တောက်တောက်အကုန်လုံးကိုရှင်းလင်းပြီးမြတ်စွာဘုရားမေးတဲ့မေးခွန်းကိုဖြေရှင်းပေးလိုက်နိုင်တယ်ပေါ့အဲ့ဒီကြတော့မှပရိသတ်ကြီးကလက်ဖြားခါတယ်ဩဒီကိုရောကြီးကတကယ်ပညာကြီးတဲ့ပုဂ္ဂိုလ်ပါလားဖះမှာဖြေနိုင်တဲ့မေးခွန်းတော့သူဖြေနိုင်ပါလားဆိုပြီးတော့ရှင်သာရိပုတ္တရာရဲ့ခုံတွေကိုတက်တယ်ဒါကြောင့်မို့ဒီကနေ့ဟာပညာရှင်တွေရဲ့ခုံတွေကိုထုတ်ဖော်တဲ့နေ့လို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်နော်ပညာရှိကစီကြီးတစ်ဖွဲတယ်စီကြီးကဘလောက်ပဲချိတ်ဆွဲထားဘလောက်ပဲကြီးမတီးရင်မမြည်ဘူးပညာရှိပုဂ္ဂိုလ်ဟာလည်းပဲသူများကမေးမှသူ့ရဲ့အဖြေစကားတွေဟာထွက်တာမမေးရင်အဖြေစကားမထွက်ဘူးတကုရှင်တွေကတော့မဟုတ်ဘူးလူသိထင်ရှားကြောကြကြတယ်အဲ့တော့ဒီနေ့ရဲ့အမှတ်တရဒီအဘိဓမ္မာနေမြအခါမှာထူးခြားတဲ့အဖြစ်အပျက်တွေလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကဖြစ်ပျက်ခဲ့တယ်ဆိုတာဘုရားဝါဒဝင်သူတော်စင်တွေအနေနဲ့မှတ်သားကြရအောင်ဒီကနေ့ဒီတရားကိုချင်းချုပ်ပြီးတော့ဟောကြားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အဘိဓမ္မာနေမြအခါရောက်ရှိလာတဲ့ဒီဖြစ်ပျက်တွေကိုမှတ်သားနိုင်ယူချပြီးအဘိဓမ္မာဆိုတာမြတ်စွာဘုရားဟောတဲ့အဘိဓမ္မာကတာဝရိန္ဒနတ်ပြည်မှာဟောတယ်မြတ်စွာဘုရားဟောတဲ့အဘိဓမ္မာရဲ့အချင်းချုပ်ကိုလူပြည်မှာရှင်သာရိပုတ္တရာကဟောတယ်ဒါကြောင့်မို့နတ်ပြည်မှာဟောတဲ့အဘိဓမ္မာလူပြည်မှာဟောတဲ့အဘိဓမ္မာနှမျိုးရှိတယ်ဆိုတာကိုမှတ်သားကြဖို့မြတ်စွာဘုရားရှင်ကိုရောမြတ်တာဝရိန္ဒနတ်ပြည်ကအဘိဓမ္မာတရားပွဲအပြီးဆုံးတဲ့အခါတရင်ညွတ်လာပြည်နေမှာစောင်းနှံ30ဖြင့်တာဝရိန္ဒနတ်ပြည်ကနေပြီးသင်္ကတမြို့ထီအောင်ကြွဆင်းလာခဲ့တယ်ဆိုတဲ့ဒီဖြစ်ပျက်တွေကိုမှတ်သားပြီးဒီနေ့ရောက်တိုင်းဒီကနေ့ဟာအဘိဓမ္မာနေမြအခါဖြစ်လို့ထူးခြားတဲ့နေမြအဖြစ်ရှိခိုးပူဇော်ခြင်းအဖြစ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိဆိုတဲ့ကုသိုလ်တွေတိုးပွားရရှိကြမှာဖြစ်လို့သူတော်စင်သူတော်မြတ်အပေါင်းတို့အားလုံးဟာဒီနေ့ရောက်တိုင်းကုသိုလ်တရားတိုးပွားအောင်တတိထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပဝင်းငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥတ္တုံနိုးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထောရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကိုဘုဒ္ဓရာကြာပန်တို့သည်ဖုံးလန္တဝန္တရွှေမျိုးဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးထက်ရောရှက်သင်ပြပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း